ပြောငောက်ကကမ္ဘာမြေရှားတတ်တို့အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံကဘယ်နိုင်ငံလဲသိလားတရုတ်နိုင်ငံပါဒါပေမဲ့သူတို့ကခုပြည်တွင်းမှာမတူပဲကချင်ပြည်နယ်ဘက်ကိုဘာလို့လာတူနေရလဲဆိုတဲ့အကြောင်းအရာကိုဒီဗီဒီယိုမှာရှင်းပြပေးပါမယ်တရုတ်နိုင်ငံမှာမြေရှားတတ်တို့အများဆုံးရှိရဒါပေမဲ့ကချင်ဘက်ကိုတကူကလာတူနေရတဲ့အဓိကအကြောင်းရင်း၃ခုရှိရပထမချက်ကဇေယျ9ဆတက်တာတရုတ်နိုင်ငံက2015ခုနှစ်နောက်ပိုင်းမှာတဘာဝပေါင်းကျင်ထင်းထင်းရဲ့ဥပဒေတွေရန်တင်ကျက်လာတယ်။အဲဒါကြောင့်တရုတ်ပြည်မှာတူးလို့ရှိရင်ပေါင်းကျင်ထိခိုက်မှုရှင်းလင်းရေးကုန်ကြစည်ကမြန်မာနိုင်ငံမှာလာတူးတာထက်ကချင်ပြည်နယ်မှာလာတူးတာထက်သူတို့9ဆတက်တာတယ်။ကျမတို့ကချင်ပြည်နယ်မှာဘေးနေရာမှာမှနော်တူးပြီးရင်ပေါင်းကျင်ထိခိုက်မှုရှင်းလင်းရေးတခါမှမလုပ်ခဲ့ဘူး။ခုထိလည်းမလုပ်သေးဘူး။ဆိုတော့လုပ်ချင်မလို့တဲ့အတွက်ကြောင့်သူတို့ဒီစိတ်စကားတွေခုနကသူတို့နိုင်ငံထက်ဆိုင်တက်တာတော့ကွာအဲအကြောင်းအဲ့ဒီအချက်တစ်ခုနောက်ဒုတိယချက်ကျတော့စီမီစီကလုံးဝမရှိတဲ့ဒေတာမလို့ပေါ့နော်ကချင်ပြည်နယ်ကမိုင်းတွေအများစုကိုဒီ2021နောက်ပိုင်းကျတော့ KA ဒေါ်လာရဲ့ policy တွေကစပြီးထိန်းချုပ်တယ်ပေါ့နော်အဲ့ရှေ့မှာကျတော့စစ်တပ်နဲ့တရုတ်ဘက်ကသူတို့ခြေလေထားရခဲ့တဲ့အရာတွေပေါ့နော်အဲ့တော့ဒီဒေတာမှာနိုင်ငံရဲ့ခြေနေအကြောင်းရဲ့ခြေနေမျိုးကြောင့်ပေါ့နော်တရားဝင်ပေါင်းတင်ထင်းထင်းရေးစီမင်းစည်းကမ်းတွေချမှတ်ထားတာမရှိတော့လောက်ပဲပေါ့နော်စီမင်းစည်းကမ်းမရှိတော့စီမေကမဲတူဟောတာပေါ့နော်တောင်တစ်ခုလုံးကို acid တွေလောင်းထည့်ပြီးတော့ဒီတတုတွေပျော်အောင်လုပ်ထားတဲ့အတွက်ကြောင့်မို့ဒီတူးထားတဲ့ပတ်ဝန်းကျင်တစ်ခုလုံးပေါ့နော်မြေချောင်းရံတွေအကုန်လုံးacid တွေစီးဝင်သွားလေသူတို့ရဲ့ကိစ္စမဟုတ်ဘူးအဲ့ဒီအရာတွေကိုပြန်ကောင်းအောင်လုပ်ဖို့လဲသူတို့မလိုဘူးကွာမလို့ဆိုတာစီမင်းစီကဥပဒေမရှိလို့အဲဒါကြောင့်သူတို့လုံးဝတက်တာတယ်ကိစ္စမရှိဘူးတတိယချက်ကျတော့လုံးဝတံဖိုးမြင့်လို့ပါကချင်ပြည်နယ်မှာ heavy rare earth ထွက်တယ်ပေါ့နော်အဲ့ဒီ heavy rare earth တွေကို EV ကားတို့ပြီးရင် submarine တို့ F-35 fighter jet စစ်သုံးလေတို့တီးဆောက်တဲ့အချိန်မှာသုံးပြရတယ်ကွာလိုတယ်ကွာအရန်ဈေးကြီးလို့ကွာတံဖိုးမြင့်လို့တူးတယ်ကွာကမ္ဘာ heavy rare earth ရဲ့တဝက်လောက်ကကချင်ပြည်နယ်ကထွက်တာကွာအဲ့ဒါကြောင့်တရုတ်တွေကသူတို့ပြည်တွင်းမှာမတူဘဲနဲ့ဈေးကားတွေလွန်တက်တာစီမင်းစီကတွေမရှိပြီးလို့ရှင်တန်ဖိုးအကြီးဆုံးထွက်တဲ့နေရာမှာလာတူးတာကွာဒါပါပဲဆိုတော့နိုင်ငံရဲ့အခြေအနေကြောင့်တူးဖို့မှဖြစ်မယ်ဆိုရဲသဘောနားလေတယ်ကွာဒါပေမဲ့စီကန်းရှိနဲ့တူးဖို့ခွင့်ပြုပေးဖို့ကြတော့တာဝန်ရှိရပေါ့နော်အခုနောက်ပိုင်းကျတော့စီကန်းရှိနေပဲတူးဖို့ခိုင်းမယ်လို့တော့ကြားတာပဲချစ်ပါစေပေါ့ချစ်ချူပါစေ